တခါတလေခင်ဗျားတို့ကျွန်တော်တို့စဉ်းစားမိဘူးလားဘာလဲဆိုရင်စိုက်ဘာတိုက်ခိုက်မှုတွေကအင်တာနက်နဲ့ကွန်ပျူတာတွေပေါ်လာမှရှိလာခဲ့တယ်လို့ထင်ပါသလားတကယ်တော့ကမ္ဘာပထမဆုံးစိုက်ဘာတိုက်ခိုက်မှုကလျှက်စစ်မီးတွေတော့မပေါ်သေးတဲ့1834ခုနှစ်ပြင်သစ်နိုင်ငံမှာစတင်ပြီးဖြစ်ပွားခဲ့တာပါဒီနေ့မှာတော့ဘော်ဒိုးမြို့ကဘဏ်လုပ်ငန်းရှင်ကြီးကိုနှစ်ဦးဖြစ်တဲ့ Francis Blanche နဲ့ Joseph Blanche တို့ကကျွန်တော်တို့ဒီအစိုးရရဲ့လုံခြုံရေးအမြင့်ဆုံးပါဆိုတဲ့ဆက်သွယ်ရေးကွန်ရက်ကြီးကိုသူတို့ရဲ့ကိုယ်ပိုင်ငွေကြေးအကျိုးအမြတ်တွေအတွက်ဘယ်လိုလှည့်ဖျားခဲ့လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီစနစ်ကိုနားလည်အောင်ပြောရရင်မျိုးစင်တစ်ခုစီကယနေ့ခေတ်မှာရှိတဲ့ router တွေဒါမှမဟုတ် signal tower တွေနဲ့တူပါတယ်တစ်ခုနဲ့တစ်ခုမျက်မြင်ကွာနိုင်တဲ့အကွာအဝေးမှာရှိတဲ့တက်သားလက်တံတွေကိုမှန်ပြောင်းနဲ့ကြည့်ပြီးတော့သတင်းပို့သတင်းယူရတဲ့စနစ်ပါဒီစနစ်ကကျွန်တော်ပြင်သစ်တနိုင်ငံလုံးမှာမျိုးစင်ပေါင်း956ခုနဲ့ချိတ်ဆက်ထားတဲ့ကမ္ဘာပထမဆုံးအမျိုးသားအဆင့် data ကွန်ရက်ကြီးဖြစ်ပါတယ် Paris ကနေလိုင်းလီကိုသတင်းပို့ရင်9မိနစ်ပဲကြာပါတယ်ဒါဟာအဲ့ဒီခေတ်ကအမြန်ဆုံး broadband လိုပါပဲဒါပေမဲ့ဒီကွန်ရက်ကြီးကအစိုးရတည်တံ့ဖြစ်လို့ပြည်သူတွေသုံးစွဲခွင့်မရှိပါဘူးဒီ Blanche Brothers ဒီညီကိုနှစ်ယောက်ကသူတို့က store ဈေးကွက်မှာငွေရှာဖို့အတွက် Paris မြို့ရဲ့ store ဈေးနှုန်းတွေကိုတခြားသူတွေတဲ့အရင်သိဖို့လိုအပ်ပါတယ်အဲ့ဒီခေတ်ကမြင်းနဲ့စာပို့ရင်9ရက်ကြာပေမဲ့ဒီကျင်းနဲ့မျောစင်တွေကတစ်ဆင့်သတင်းပို့နိုင်တော့မိနစ်ပိုင်းအတွင်းပဲသိနိုင်မှာဖြစ်ပါတယ်ဒီညီကိုနှစ်ယောက်ကအစစ်မြင့်တဲ့ man in the middle တိုက်ခိုက်မှုပုံစံကိုအဲ့ဒီခေတ်ကလေးကအသုံးပြုခဲ့ကြတာပါ Paris နဲ့ကျွန်တော်ဘော်ဒိုးကြားလန်တဝက်လောက်မှာရှိတဲ့ Tours မြို့ကကျင်းနဲ့ operator ကိုသူတို့ကလက်ထိုးခဲ့ပါတယ် Paris ကသူတို့ရဲ့လူယုံက store ဈေးကွက်အခြေအနေတွေကိုအထုပ်အယောင်တွေနဲ့ကျွန်တော်အထုပ်အယောင်တွေနဲ့နော်ကုတ်ဖလှယ်ပြီးတော့ပို့ပေးခဲ့ပါတယ်ဥပမာအထုပ်ဖြူဆိုရင်ဈေးတက်အပြားဆိုရင်ဈေးကျဒီပုံစံမျိုးပေါ့နော်နောက်ပြီး Tours မြို့က operator ကအစိုးရရဲ့တရားဝင်သတင်းစကားတွေထဲမှာစကားလုံးအပိုတစ်လုံးကိုထည့်သွင်းလိုက်တယ်ပေါ့နော်အဲ့ဒါကဒီနေ့ခေတ် database တွေကိုကုတ်တွေခိုးထည့်တယ်ကျွန်တော် SQL injection နဲ့တူပါတယ်စင်တူပါတယ်နော်ပြီးရင်ကုတ်ထည့်ပြီးတာနဲ့ operator ကချက်ချင်းဆိုတော့ backspace နော်ကျွန်တော် error correction အချက်ပြမှုကိုပို့လိုက်ပါတယ်ဒါကကွန်ပျူတာမှာစာရရင်အမှားတစ်ခုရိုက်မိပြီး backspace နှိပ်လိုက်တယ်လို့ပါပဲစာသားမှာတော့အမှားကပျောက်သွားပြီမဲ့သတင်းပို့တဲ့လမ်းကြောင်းတစ်လျှောက်မှာတော့အဲ့ဒီကုတ်ကိုသတင်းပို့တဲ့သူအလုံးကမြင်နေရစေဖြစ်ပါတယ်နောက်ဆုံးမှာတော့ဘော်ဒိုးမြို့အပြင်ဘက်မှာရှိတဲ့မှန်ပြောင်းနဲ့စောင့်ကြည့်နေတဲ့သူတို့ရဲ့အပေါင်းပါပေါ့နော် operator အဲ့ဒီအပေါင်းပါကလည်းအရင် operator အဟောင်းလုပ်ခဲ့တဲ့သူကတော့အဲ့ဒီအမှားအချက်ပြမှုကိုကြည့်ပြီးတော့ store ဈေးကွက်ကိုနော် store ဈေးကွက်အတက်ကြကိုသတင်းဘာသာပြန်ပေးခဲ့တာဖြစ်ပါတယ်ဒီလို hacking လုပ်တာကသူတို့နှစ်တိုင်လူမသိသူမသိအောင်မြင်ခဲ့ပြီးတော့သူတို့ရဲ့ကိုယ်ပိုင်ငွေကြေးအမြောက်အများကိုလည်းရှာဖွေနိုင်ခဲ့ပါတယ်နောက်ဆုံးလက်ခံရရှိတဲ့ဘော်ဒိုးကအစိုးရရုံးမှာတော့စာသားကအမှားပြင်ဆင်ပြီးသားဖြစ်လို့တရားဝင်စာသားအနေနဲ့ပဲရောက်လာပြီးတော့သူတို့ဒါကို hacking လုပ်ထားမှဘယ်သူမှမသိခဲ့ပါဘူး1836ခုနှစ်မှာတော့သူတို့ lab ထိုးထားတဲ့ Tours မြို့က operator ကနေမကောင်းဖြစ်ပြီးတော့သူ့ရဲ့တငယ်ချင်းကိုဒီလှုပ်ဝက်ချက်ကိုပြောပြရာကနေပြီးတော့ဒီအကြောင်းကြီးကဖော်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်ထူးခြားတာကသူတို့ကိုတရားရုံးကိုတင်ခဲ့ပေမဲ့အဲ့ဒီခေတ်မှာဂျီနက်စနစ်ကို hacking လုပ်တာနဲ့ပတ်သက်ပြီးတော့ဥပဒေမရှိသေးတာကြောင့်နော်သူတို့ကဘာပြစ်ဒဏ်မှမကြပဲလွတ်မြောက်သွားခဲ့ကြပါတယ်ကျွန်တော်ဒီမှာတစ်ခုသိရတာကဤပညာတွေဘယ်လောက်ပဲပြောင်းလဲပါစေစနစ်တစ်ခုရဲ့အားနည်းချက်ကိုအသုံးချလို့တဲ့လူသားတွေရဲ့လောဘကတော့အတူတူပါပဲ Black ညီကိုတွေရဲ့ဖြစ်ရကတော့ cyber လုံခြုံရေးဟာခေတ်တိုင်းအတွက်အများတန်းအရေးကြီးတယ်ဆိုတဲ့သမိုင်းဝင်သင်ခန်းစာတစ်ခုပါပဲ